အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဘာတူလေးကနေပြောပြမှာကတော့ရန်ကုန်တိုင်းမင်္ဂလာတောင်မြို့မှာတက်ကြီးအမျိုးသမီးကိုတပ်ဖြတ်ပြီးရွှေတဲ့ပစ္စည်းတွေလူရက်သွားတဲ့အကြောင်းပါဧပြီလ22ရက်နေ့ညပိုင်းလောက်ကရန်ကုန်မြို့မင်္ဂလာတောင်မြို့နယ်မှာတဦးတဲ့နေထိုင်တဲ့အမျိုးသမီးကိုတပ်ဖြတ်ကရွှေတဲ့ပစ္စည်းတွေလူရက်ယူဆောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်မင်္ဂလာတောင်မြို့နယ်တရားရှိလန်တိုက်အမှတ်15မှာရှိတဲ့တိုက်ခန်းတစ်ခုမှာဖြစ်ခဲ့တာပါဖြစ်တဲ့အင်ရဲ့ဘေးအင်ကသူ့ကိုထမင်းချက်ပို့နေကြ21ရက်နေ့ညကလေးကထမင်းပို့ဖို့တကားသွားခောက်တော့တကားမဖွင့်ဘူးအဲ့ဒါနဲ့ထားလိုက်ပြီးနောက်တစ်ရက်22ရက်နေ့မနက်မှာတကားထက်ခောက်တော့မဖွင့်တာနဲ့ရက်ကွက်လူကြီးတွေစီအကြောင်းကြားပြီးတကားဖွင့်ကြည့်လိုက်တဲ့အချိန်အိမ်အခန်းထဲမှာလေဘင်းတက်ရှက်တန်ရနဲ့တပ်ဖြတ်ခံရတာကိုတွေ့တာပါသူ့မှာရှိတဲ့အတွင်းပစ္စည်းရွှေငွေတွေလည်းပါသွားတယ်လို့ပြောပါတယ်တပ်ဖြတ်ခံရသူမှာအသက်60ကျော်အရွယ်ဒေါ်တန်းတန်းသေးခေါ်မက်အရှာဘီဖြစ်ပြီးဖြစ်စဉ်ကျွပွားရတိုက်ခန်းမှာတဦးတည်းနေထိုင်သူဖြစ်ပါတယ်။သူမဟာအရင်က100လမ်းမှာနေထိုင်ပြီးအခုတက်ပြတ်ခံရတဲ့108လမ်းရှိတိုက်ခန်းမှာ6လဆောင်ငှားရမ်းပြီးပြောင်းရွှေ့နေထိုင်တာမှာ4လလောက်ပဲရှိသေးတယ်လို့လည်းသိရပါတယ်။အဲ့ဒီအခန်းမှာနေတာ4လကျော်ပြီးနောက်နှစ်ကျရင်သူသားသမီးတွေရှိတဲ့အမေရိကကိုသွားတော့မဲ့အချိန်အခုလိုဖြစ်သွားတာလို့ပြောပါတယ်။108လမ်းတွင်နေထိုင်တဲ့4လကျော်အတွင်းသူမတိုက်ခန်းကိုဧည့်သည်ဝင်ထွက်မှုမရှိတော့လဲဖြစ်စဉ်မဖြစ်ပွားမီ4ရက်ခန့်အလိုမှာတူတော်ဆက်သူအမျိုးသား2ဦးအိမ်လာလည်မှုရှိခဲ့ကြောင်းရက်ကွက်နေသူများထံမှသိရပါတယ်။အဆိုပါအမျိုးသား2ဦးကိုဧပြီလ22ရက်နေ့ညပိုင်းမှာဖြစ်စဉ်ဖြစ်ပွားရာတိုက်အင်းဒီလာရောက်ခဲ့တာကိုလမ်းအတွင်းတက်ဆင်ထားတဲ့ CCTV ကနေတဆင့်မြင်တွေ့ရကြောင်းလည်းဒေတာကန်တွေကပြောပါတယ်။အဲ့ဒီနှစ်ယောက်ကိုသူကိုယ်တိုင်ဘေးအင်ကိုသူ့တူတွေဆိုပြီးမိတ်ဆက်ပေးဘူးတယ်။သူအမေရိကသွားမှာဆိုတော့အတွင်းပစ္စည်းတွေကိုသူ့တူတွေကိုထုခွဲရောင်းချခိုင်းတာမျိုးရှိခဲ့တယ်ဆိုပြီးသိရတယ်လို့ဒေတာကန်တဦးကပြောပါတယ်။ဒေါ်တန်တန်းလေးကိုတက်ဖြတ်ပြီးရွှေတဲ့ပစ္စည်းများယူဆောင်သွားသူမှာသူမရဲ့ဆွေမျိုးတော်ဆက်သူတူ2ဦးဖြစ်တယ်လို့ပြောတာတွေရှိပေမဲ့အတိပြုလို့မရသေးပါဘူးရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဘူးနော်။